စကားလေးပြောဝင် EU မှာဒီပေါ့နော်အလောက်ရှောက်မယ်ဆိုလို့ရှိရင် scammer တွေရှိတယ်အထူးသဖြင့်ပေါ့နော်ပိုလန်ဘက်က scammer တွေရှိတယ်လို့ဒီဒူဘိုင်းတို့ဘာလို့မှလည်း scammer တွေရှိတယ်နောက်ပြီးလို့ရှိရင်ဒီတိထားတဲ့နေထဲမှာဆိုလို့ရှိရင်လည်းအိန္ဒိယ agent တွေမှာဆိုလို့ရှိရင်လည်း scammer တွေရှိတယ်ပေါ့နော်ကျွန်မဒီကျင်တော့မဟုတ်ဘူးနော်ကျွန်မမိတ်ဆွေတယောက်ကနေသာလန်ကအမတယောက်ကစားတောက်ဆိုင်ဖွင့်ထားတယ်အမတယောက်ကသူ့မှာသား2ယောက်ရှိတယ်ကျွန်မလည်းဒီပြောရမယ်ဆိုရင်စံမင်းသားကြီးက TikTok ပေါ်ပင်ဖြစ်နေရဆိုတော့ဆယ်လီဖြစ်နေရဆိုတော့သားလေးတယောက်ဝေးရင်ကောင်းမှာပဲဆိုပြီးတော့ပြောတော့သူကချွေးမတော်မယ်တဲ့သူ့သားတယောက်နဲ့သမီးနဲ့လဲမယ်ဆိုလို့ပြောရင်းနဲ့အဲ့ဒါပြောဖို့အတွက်ဒီ EU ဟာလေးဆက်ပြောမယ်ပေါ့နော်အဲ့တော့ဒီ EU မှာဆိုလို့ရှိရင်ပိုလန်မှာသူကအလုပ်လုပ်လို့ရှိရင်ပေါ့နော်ဒီပိုလန် agent တွေကပိုလန် asset တွေရှိတယ်လို့များသောအားဖြင့် Ukraine တွေရှိရပေါ့နော်သူတို့ရှိမှာဆိုလို့ရှိရင်ဒီ company license ဖွင့်ဖို့အတွက်ကိုအရန်လွယ်တယ်ကွာ company license တစ်ခုဖွင့်ဖို့အတွက်ကိုယူရို380လောက်နဲ့2နာရီတွင်းချက်ချင်းရတဲ့ license မျိုးတွေလည်းရှိရပေါ့အဲ့တော့သူတို့ခက်တီတီနဲ့ company ဖွင့် customer ရန်နေပြီးတော့သူတို့ documents တွေယူပြီးလို့ရှိရင်6လစောင့်ရမယ်တို့9လစောင့်ရမယ်တို့ customer တွေကအမှန်တကယ်ထင်ပြီးတော့ပေါ့နော်ယုံကြတာပေါ့ယုံကြတော့စောင့်ကြအဲ့တော့ဒါကြီးကျမလည်းဘယ်လိုလုပ်တည်လဲဆိုတော့တလောမှကျမနဲ့ဒီတည်တဲ့နိုင်ငံသားမိတ်ဆွေတွေပေါ့နော်ဒီလိုပဲကျမတို့ပဲ agent သူတို့က agent လုပ်နေကြတဲ့သူတွေဆိုတော့သူတို့တည်ရဲ့ information တွေပြောတာပေါ့ကျမတို့လည်းဒါဘုသူလားတစ်ခုရတာပေါ့နော်ပြောမယ်ဆိုလို့ရှိရင်အဲ့တော့အထီးကပေါ့နော်ကိုကဒီတချို့တွေကြတော့လည်းငွေကြေးတက်နိုင်လို့ agent အကြတယ်ချို့ကြတော့လည်းငွေကြေးမတက်နိုင်ဘူးမတက်နိုင်ဆိုလို့ရှိရင်အလုပ်ကိုသူတို့ရှာကြတဲ့ဒီနောက်ပိုင်းမှာ job platform တွေရှိလာတယ်ပေါ့နော် Euro job platform တွေရှိမယ် linking ကနေပြီးတော့ပတ်သက်ပြီးတော့ရှောက်လို့ရတယ်သက်ဆိုင်ရာနိုင်ငံတွေရဲ့ဒီ website တွေကနေပြီးတော့ရှောက်လို့ရတယ်ပေါ့နော်အဲ့လိုမျိုးတွေရှိတယ်လို့ကိုက agent နဲ့အမယ်ဆိုလို့ရှိရင်ပဲဖြစ်စီဘယ်လိုမျိုးနဲ့ပဲဖြစ်စီကိုရှောက်မဲ့ company ရဲ့ company registration အမှန်လားဒီ company ကအမှန်ဟုတ်ရဲ့လားဆိုတာလဲ Google မှာသွားပြီးတော့သွားစစ်ဆေးခြင်းနေ Google မှာရင်စစ်တာတွေမကဘဲနဲ့တခါလေကြားလို့ရှိရင်တော့ Google ကနေပြီးတော့ company တွေကအလိန်တွေရှိတာမျိုး company ကမှန်တကယ်အဲ့မှာမရှိတာမျိုးကျွန်မကတော့ Hungary ဆိုတော့ကြုံခဲ့ရတော့ကျွန်မအားလုံးကိုတော့ကျွန်မ recommendation တော့ကျွန်မမပေးနိုင်ဘူးကျွန်မတီးတလောက် knowledge နဲ့ပတ်သက်ပြီးတော့ knowledge sharing လုပ်ပေးတာဖြစ်တဲ့အတွက်เนาะအဲ့တော့ဒီကိုကဘယ်လောက်ကိုပဲမဆိုပေါ့နော်လုပ်လို့ရှိရင်အဲ့ဒီလောက်ကအဲ့နိုင်ငံရဲ့ word processing ကကန်တဲ့ချက်ကလာဘယ်လောက်ကြာသလဲနောက်ပြီးလို့ရှိရင်တစ်ခါလေကြောက်လို့ရှိရင်လည်းသူကအလောက်ကတဲ့ချက်ကဒီလောက်ပေါ့နော်သူရဲ့ process ကလာ2လကြာတယ်3လကြာတယ်ဒါပေမဲ့တကယ်ကြာလို့ရှိရင်မြန်မာပြည်ကလူတွေကတချို့တန်ယုံနေမြန်မာပြည်မှာမရှိတဲ့အတွက်ဥပမာဆိုလို့ရှိရင် Lavia ရော virus ဆိုလို့ရှိရင်သူကထိုင်းမှာသွားပြရရှိရဲမြန်မာပြည်မှာ VS မှာဖြေလို့မရဘူးเนาะIreland တို့ virus ဆိုလို့ရှိရင်လည်းထိုနည်း၎င်းပဲထိုင်းမှာသွားဖြေရတယ်အဲ့တော့ကိုသွားဖြေမဲ့တန်ယုံကဒီဘော appointment ထိတ်ကိုယူရတာအဓိကကြာတတ်တယ်ပေါ့နော်အားမျိုးလေးတွေရှိတတ်တယ်အဲ့လိုမျိုးရှိတဲ့အတွက်ကိုလောက်ရမယ့် process တွေနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့ agency ကိုလောက်အပ်တဲ့ agency ကိုလည်းကိုတေချာမေးပေါ့နော်ဘာလို့လဲဆိုတော့နောက်ပိုင်းမှာလည်း scan agent တွေကလည်းများလာတဲ့အတွက်အမှန်ကန်လုပ်တဲ့ agent တွေကလည်းသူကထိခိုက်တာမျိုးတွေဖြစ်လာနိုင်တဲ့အခြေအနေမျိုးတွေရှိလို့အဲ့တော့ဘာပဲလုပ်စစ်ဆက်နဲ့တည်ချာနဲ့ပေါ့ကိုယ့်ရဲ့ job contract ကဘယ်လိုမျိုးလဲကိုယ့်ရဲ့ passport ကိုတင်ထားမှာလားခုနောက်ပိုင်းမှာဘာလို့မျိုးပြောရတာလဲဆိုတော့ Albania မှာပြဿနာတွေတအားတက်တယ် Albania ရောက်လို့ရှိရင်တချို့လို့ရှိရင်တွေက passport ကိုတင်ထားတယ်ဘာကြောင့်ဒီလိုတင်ထားကြတာလဲတော့ကျမလည်းနားမလည်ဘူးတချို့သော company တွေကလောက်တက်တဲ့အချိုးလေးတွေပေါ့နော်အဲ့တော့ကိုယ့်ရဲ့ company နဲ့ပတ်သက်ပြီးတော့ကိုသိချင်တာတေးချာမေးကိုယ့်ရဲ့အလုပ်ချိန်ကဘယ်လောက်ကြာမှလဲ OT ကြီးကဘယ်လောက်ပေးမှလဲဒါမျိုးလေးတွေကစာသိတင်နေပေါ့နော်အဲ့တော့ကိုယ့်ရဲ့အလုပ်ရှင်ကဖြစ်နိုင်လို့ရှိရင်ကိုယ့်ရဲ့ passport ကိုတင်ထားတဲ့ဟာမျိုးမဖြစ်အောင်လို့ကိုယ့်ရဲ့ agent ကိုလည်းကိုကအလုပ်စာအထက်အသေးချာမေးကိုယ့် agent လည်းသူတာဝန်ယူမှုတာဝန်ခံမှုဘယ်လောက်ရှိတယ်လဲပေါ့ဒါမျိုးလေးတွေကစာကိုကတီးတင်နေနောက်တစ်ခုကျတော့ salary တွေတအားများနေတယ်ကျွန်မက Instagram မှာလည်းတွေ့တယ်တော်တော်များများအလုပ်ချိန်ညာတွေမှာတွေ့တယ်ဆိုလို့ရှိရင်အဲ့ဒါတွေကလုံးဝမဟုတ်ဘူးပေါ့နော်မဟုတ်ဘူးဆိုတာကသူက white collar job ဆိုလို့ရှိရင် salary များတာပြဿနာမရှိပေမဲ့ blue collar job ဆိုလို့ရှိရင်သူက salary ကအရင်กว่าဥမာဆိုလို့ရှိရင်9000လောက်ဖြစ်နေတယ်အဲ့ဆိုလို့ရှိရင်လုံးဝမဖြစ်နိုင်ဘူး။များသောအားဖြင့်ကတာမန်လုပ်တွေဆိုလို့ရှိရင်ဒီ EU ဘက်မှာလာစာကသူတို့က1000ကျော်နေပြီးတော့ပဲစပေးတာများတာဖြစ်တဲ့အတွက်အလုပ်တွေနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့ job contract ကိုလည်းတေချာဖတ်နောက်ပြီးတော့တန်ယုံပေါ့နော် embassy မှာဝင်လို့ရှိရင် embassy မှာတော်တော်များများကမေးကြတာကအဲ့ဒီသွားလုံးမဲ့နိုင်ငံမှာသူ့ရဲ့ contract ကအဲ့တော့နိုင်ငံလိုက်ပေါ့ချို့နိုင်ငံတွေကြတော့လေ DRC ပေးတာရှိတယ်တချို့ဒီပေါ့နော်
TRC ပေးတဲ့ဟာရှိတယ်လို့စုလက်ပေးတဲ့ဟာအမျိုးမျိုးပေါ့သူ့နိုင်ငံသူ့ contract အဲ့လိုမျိုးတွေမှာပါတဲ့ဆောင်ရွက်ဆောင်နေနေတဲ့ documents တွေနဲ့ပတ်သက်ပြီးတော့ကိုတေချာစုံစမ်းပြီးလို့ရှိရင်ကြတော့သူကတန်ယုံမှာဆိုလို့ရှိရင်အဓိကသူကသိချင်တာကိုယ့်ရဲ့ work permit ကဘယ်နှစ်လဲတစ်နှစ်လားနှစ်နှစ်လားမေးတယ်မေးပြီးလို့ရှိရင်သူကကိုယ့်ရဲ့ပြတဲ့ show money ကိုတစ်ချက်ကြည့်ရပေါ့နော်အဲ့တော့တန်ယုံမှာဆိုလို့ရှိရင်အလုပ် visa နဲ့ပတ်သက်ပြီးတော့ show money ကအနည်းဆုံး3လသို့မဟုတ်6လကြိုပြီးတော့ထည့်ထားတဲ့နေအနည်းဆုံးဘယ်လောက်ရှိရမလဲဆိုလို့ရှိရင်ယူရို900နေပြီးယူရို1000ကြားပေါ့နော်ကျမတို့ suggest ပေးတာယူရို1000လောက်ထည့်ထားတဲ့နေလို့ပို့ပြီးတော့ suggest ပေးတယ်ပေါ့နော်ဒီတော့နောက်ခုကျတော့ဘာပြောချင်လဲဆိုလို့ရှိရင်အဓိကone visa ရထားတဲ့အတွက်ကိုယ့်ရဲ့ visa အောင်နိုင်ကြီးက automatically 70% ဖြစ်နေပြီအဲ့တော့ကျန်တဲ့ 30% ကကိုယ့်ရဲ့ကန်တရားနဲ့ကိုယ့်ရဲ့ဖြေဆိုမှုနဲ့ပေါ့နော်ဆိုင်နေပေါ့အဲ့တော့တန်ယုံကသူတို့ကမေးတဲ့ခါကြလို့ရှိရင်နင်ကဒီ contract ပြီးလို့ရှိရင်ပြန်มาလားဆိုတော့သက်ဆိုင်တဲ့မိကုံးမျိုးလေးတွေမေးတယ်အဲ့ခါကျလို့ရှင်ကိုကဟုတ်တယ်ငါဒီ contract ပြီးလို့ရှင်ငါပြန်มาငါနိုင်ငံငါပြန်มาပေါ့နော်အဲ့လိုမျိုးဖြေတင်တယ်ဖြေတင်တာမဟုတ်ဖြေပြီးရမှာကွာတိလားအဲ့လိုမျိုးပေါ့အဲ့တော့ချွားကြောင့်အဲ့လိုမျိုးမဖြေဘဲနဲ့ကိုယ်စိတ်ထဲမှာထင်ရမျိုးလေးတွေကိုဖြေကြရဲဆိုလို့ရှိရင်တော့ interview ကအဆင်မပြေနိုင်ပေါ့နော်နောက်ခုကျတော့ဒီနေ့ကလည်းကျွန်မပြောခဲ့တယ်မာဂျာမှာဆိုလို့ရှိရင်သူက government process တွေအကြောင်းမို့လို့သူကမာဂျာမှာ interview တွေမအောင်ကြဘူးပေါ့နော်အဲ့တော့ကျွန်မဒီလိုမျိုးပြောတာဒါလက်တလောချိန်နေပြောတာဖြစ်တဲ့အတွက်ကျွန်မတို့ပြီးတော့လည်းမဆဲစေချင်ဘူးနောက်ခုကျပိုလန်ဆိုလို့ရှိရင်လည်းအဲ့လိုပဲပိုလန်နဲ့ပတ်သက်ပြီးတော့မြန်မာပြည်ကဖြေရဲဆိုလို့ရှိရင်အောင်ချက်ရာခိုင်တော့နည်းတယ်တခြားနိုင်ငံတွေကဖြေတယ်ဘာညာဆိုရင်တော့မစိုးဆိုပြီးမှထိုင်းဆိုလို့ရှိရင်တော့အောင်ချက်သိမ့်မကောင်းဘူးเนาะပိုလန်နဲ့ပတ်သက်တဲ့အလုပ်တွေပြောပြတာနောက်တစ်ခုကျတော့ဒီပြောရမယ်ဆိုလို့ရှိရင်ဂျာမန်ပေါ့နော်ဂျာမန်ဆိုလို့ရှိရင်တချို့ဟာတွေကသူတို့ကဘာမှတချို့ agent ညာဒီဂျာမန်factory workers ပဲဖြစ်ဘာပဲဖြစ်သူကမလိုဘူးဂျာမန်စာ A1 တို့ A2 တို့တက်ဆရာမလိုဘူးပြောပေမဲ့ကိုကတက်တင်တယ်ပေါ့နော်။အားကြောင့်တက်တင်လဲဆိုတော့နောက်ပိုင်းမှာ embassy မှာလည်း law တွေချိန်လာတယ်။သူတို့ဒီဘာဖြစ်ကွာကိုကဈေးဝယ်ထွက်တယ်ဘာညာဆိုရင်တော့မှနော်ကိုကဂျာမန်လိုနည်းနည်းပါးကိုပြောတတ်နိုင်မှာဆိုတာကိုသူတို့ကသိရဲအဲ့တော့ embassy interview တွေမှာတခါလေကြားလို့ရှိရင်ကောင်ဆယ်လာပေါ်မူတည်ပြီးတော့သူကဂျာမန်လိုမျိုးပေါ့နော်မေးတတ်တာမျိုးလေးတွေရှိရဲအဲ့တော့ကိုလုံးမဲ့ကိစ္စဘာပဲဖြစ်ကိုသွားမဲ့နိုင်ငံနဲ့ပတ်သက်ပြီးတော့ပေါ့ကိုလေးလာထားတဲ့အကြောင်းအရာလေးတွေကိုလည်းကိုလေးလာထားတဲ့နာလေးလာပြီးလို့ရှိရင်ကိုနဲ့အတဲ့ agent ကိုလည်းကိုသိချင်တဲ့ information လေးတွေကိုတေချာမေးစေချင်တယ်ပေါ့နော်ဒီတော့ဒါမှသာပေါ့နော်ကိုအတွက်ဘာ preparation လိုမလဲပေါ့တခါလေကြာရင်တချို့အလုပ်တွေကshoes တွေပိုင်းမပေးတာရှိတယ်ကွာ uniform လောက်ပဲပေးတယ် shoes တွေပိုင်းမပေးဘူးဆိုလို့ရှိရင်ကိုကတဲဝါမှာလားနောက်ခုကျတော့ EU ဘက်ကိုလာရဲဆိုလို့ရှိရင်အဲ့လိုဝေစားတွေဘယ်လိုပြောမလဲဆိုတော့အနွေးရည်တွေဘာတွေကိုအကြီးတွေထူထူကြီးတွေအရင်မတဲလာစေချင်ဘာလို့လဲဆိုတော့ဒီဘက်မှာပြောရမယ်ဆိုလို့ရှိရင်တေးမှုလို့ရှိန်မှုလို့မျိုး website တွေကနေပြီးတော့ဝယ်လို့ရတယ်လို့ဒီဘက်မှာဝယ်ရတဲ့ဟာပို့ပြီးတော့ပိုကောင်းတယ်ပေါ့နော်ချွားကြမသိမြန်မာပြန်နေပြီးဝယ်လာကြတယ်ဒီဘက်ကသူ့နိုင်ငံသူ့ယာတီဥရုနဲ့ထုတ်ထားတာဖြစ်တဲ့အတွက်ဒီဘက်မှာပဲဝယ်ဖို့အတွက်ပေါ့နော် suggest ပေးလို့ရပေါ့နော်အဓိကကိုကဗီဇာရလို့ထွက်လာပြီးဒီဘက်နိုင်ငံတွေမှာအလုပ်လာလုပ်ပြီးဆိုလို့ရှိရင်တော့ကိုယ့်နိုင်ငံစားတောက်စရာဖြစ်တဲ့ရှားရတယ်ပေါ့နော်ဒီဂျာမနီတို့ဘာလို့မှာတော့ဂျာမနီတို့နယ်သာလန်တို့မှာတော့မြန်မာ community ပေါ်တဲ့အတွက်ဝယ်လို့ရနိုင်တာရှိပေမဲ့မြန်မာ community နည်းတဲ့နိုင်ငံတွေကိုသွားမယ်ဆိုလို့ရှိရင်ကိုယ်နိုင်ငံအစားအစာဖြစ်တဲ့လက်ဖက်တို့ဘာတို့အဲ့ဒါတွေကကြတော့ဝယ်ရတာလဲရှားတယ်ပြီးလို့ရှိရင်လည်းရတာလဲဈေးကြီးရပေါ့နော်အခုနောက်ပိုင်းမှာတော့ဒီပြင်သစ်ကမမိုးတို့ဘာလို့ဆိုလို့ရှိရင်လည်းရောင်းနေပြီကွာရောင်းနေပြီဆိုတော့ကိုရီးမြန်မာစားကျင်တာအတွက်ကတော့ဝယ်လို့တော့ရတယ်ဆိုပေမဲ့ကိုကစစချင်းလှုပ်တဲ့အခါမှာ saving လုပ်စေချင်တယ်ဆိုလို့ရှိရင်တော့ကိုစားကျင်တာလေးတွေနော်ကိုမြန်မာဝတ်စုံလေးတွေကိုစီးမဲ့ဖက်နှက်လေးတွေတနိုင်လေးတွေပေါ့နော်အဲ့ဒါလေးတွေတော့ယူလာသင့်တယ်လို့ကျမတို့ suggest ပေးပါတယ်ရှင်